ခမရောက်သီလာတော့မသိဘူးကျွန်တော်တို့တာမန်လူတွေမှမဟုတ်ဘူး super hero တွေမှာလည်း existential crisis ဆိုတာရှိတယ် existential crisis ဆိုတာဘာလဲလို့ပြောရမယ်ဆိုလို့ရှိရင်ကိုကပေါ့တော့ဆိုပါစို့ကိုယ့်ရဲ့ဒီဘဝတည်ရှိမှုကြီးကဘာကြောင့်လဲကိုဘာကြောင့်ဖြစ်တည်နေရလဲကိုယ့်ရဲ့ရည်ရွယ်ချက်ကဘာလဲဘဝမှာကိုဘာလုပ်ချင်တာလဲဆိုတာကိုမသိတဲ့အခါမှာစိတ်သက်ကြပြီးတော့မနော်ဖြစ်တဲ့ယောဂလိုပဲပြောရမှာအဲ့ဒါကို existential crisis လို့ခေါ်တယ်ဒါတွေကိုအကောင်းဆုံးထင်ဟပ်စေတဲ့ super hero ကဆိုလို့ရှိရင်တော့ Spider-Man 2လို့ပြောလို့ရတယ် Spider-Man 2ကတော့မကြည့်ဘူးတဲ့သူမရှိလောက်လို့ထင်တယ်မကြည့်ဘူးတဲ့သူတွေအတွက်ကျွန်တော်နည်းနည်းပြပြရအောင်နော်ဒီက Sam Raimi ရိုက်တဲ့ဒုတိယမြောက် Spider-Man ကားလို့ပြောလို့ရတယ်ဒီကရဲ့ main villain က Dr. Otto Octavius အဲ့ဒီအပိုင်းတွေကဒါကျွန်တော်အခုပြပြချင်တဲ့ဟာဘာလဲဆိုလို့ရှိရင်ဒီ Spider-Man ပေါ့တော့သူဇက်ကားထဲမှာသူ့ရဲ့ဒီ power တွေအဲ့ဒီအမြင်တွေကိုထုတ်သုံးလို့မရတော့တဲ့အခန်းကိုပြောချင်တာကျွန်တော်ပုံမှန် Spider-Man တွေကသူ့ဒီလက်ကောက်ဝင်မှာပေါ့နော်ဆက်လေးတက်ပြီးတော့ဖက်နဲ့ပြစ်တာဗျာတိုဘီမကွာရဲ့ Spider-Man ကြတော့သူကဒီလက်မှာ organic အဝတ်ပေါ့နော်ပြောမှဆိုလို့ရှိရင်ဒီအယိုးရဲရလားအသားရဲမပြောတော့ဗျာအဲ့ဒီကထွက်လာဗျာအဲ့တော့ပီတာပါကာတယောက်အနေနဲ့ဒီလိုမျိုးပေါ့နော်သူ့ဘဝဒါဘယ်လိုမျိုးရက်တီရမလဲသူ Spider-Man ဆက်လုပ်တင်လားမလုပ်ရင်ရောငါဘာတွေဖြစ်မလဲငါမလုပ်လိုက်ရတာပဲလေးသိမလားအဲ့လိုမျိုးကိုယ်လိုမျိုးဘဝပြောက်တဲ့အခါမှာသူ့ရဲ့ organic web တွေနေရလဲမထွက်တော့ဘူးပေါ့နော်အဲ့ဒါကိုသူဘယ်လိုဖြည့်ရှင်းမလဲပြီးတော့သူကောက်မှလေးပေါ့နော် Mary Jane say a bit but yeah Mary Jane နဲ့ဘယ်လိုမျိုးအဆင်ပြေအောင်ဆက်ပြီးတော့နေကြလဲသူ့ရဲ့ဆရာလိုပဲပြောအောင်မလားသူ့ရဲ့ feeling လိုပဲပြောအောင်မလား Dr. Otto Octavius နဲ့ဘယ်လိုတွေကျုံးကြတယ်ဘယ်လိုတွေစာတွေတင်ကြတယ်ဆိုတာကိုကြည့်ရမယ်ကလို့ပြောလို့ရတယ်ဒါအပြင် Spider-Man 2ကဒိုင်နဲ့နေပြီးနေရလားဆိုတော့မဟုတ်ဘူးသူဟာနဲ့သူလေတော်တော်ကြီးကိုကောင်းတဲ့အခန်းကဏ္ဍတွေအများကြီးပါသေးတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်သူ့ငယ်ချင်း Harry Osborn နဲ့သူနဲ့ဂျားတွေကဆက်ဆံရေးတွေဘလို့တင်းမာလာတယ်ဆိုတာဒီအဲ့ဒါတွေအစအကုန်ပါတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် aspect အကုန်မိရလို့ပြောလို့ရတယ်အဲ့တော့ခင်ဗျားလည်း existential crisis ဝင်နေရဆိုလို့ရှိရင် Spider-Man 2ကခင်ဗျားအတွက်ဖြစ်ပါလိမ့်မယ်ဒါပဲ